မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဒါဝတိပိစေတဝန်အကြောင်းတော်မှာသတင်းသုံးနေတော့ဒေဝရတ်ကြီးကိုအကြောင်းပြုပြီးဒီဒေသနာဖြစ်လာပါတယ်ဘုသူအကြောင်းပြုလဲဒေဝရတ်သည်ဘုရားရှင်ကိုအန်တုလို့ဘုရားအဖြစ်ကိုအရယူခြင်းတာနဲ့ဘုရားကိုနှီးမျိုးစုံလှုပ်ကြံခဲ့တယ်ဆိုတာအလုံးသိတယ်ဒီတနေ့တော့ဘုရားကိုသူဘာလုပ်လဲဆိုတော့တန်ခါသင်ခွဲဘာလို့ခွဲရလဲသူကတော်တော်လေးသိမ်မွေ့တယ်သူ့ဘက်ကိုလူတွေပါလာအောင်ဘုရားစီမအခွင့်တွေတောင်းတယ်ယဟန်များအားလုံးတတ်လွတ်စားရမယ်ခွင့်တောင်းတယ်ယဟန်တွေအားလုံးတော်ထဲမှာပဲနေရမယ်ဒီလိုမဖြစ်နိုင်တာတွေခွင့်တောင်းဘယ်လိုတတ်လွတ်ပဲစားရမယ်ဆိုတော့ယဟန်များကဆွန်းလောင်းမဲ့ဆွန်းချက်မဲ့လူကိုငါတို့တော့ဒါကိုပဲလောင်းဟိုဟာမလောင်းနဲ့လို့ပြောပိုင်ခွင့်ဆွန်းလောင်းသူဆိုတာမိမိတို့အလင်းသိရအဆင်ပြေရာကိုချက်ပြုတ်ပြီးလောင်းရတာပဲမလားယဟန်ဆိုတော့လောင်းတာစားပေါ့ရှင်းလားကတ္တာစားခုဆိုတော့လဲပြီးတရားဟောတဲ့နေရာအဲ့ဒါစီကံလေးတစ်ခုထုတ်ထားတယ်ဘုန်းကြီးဟိုအိမ်ကြွဒီအိမ်ကြွဘယ်အိမ်မှမကြွနိုင်ဘာဖြစ်လို့လဲလို့မေးအနေနဲ့အရရမှာရောက်လာရင်ဒီဆရာသမားအပေါ်မှာပြုစုခြင်းနဲ့လူစောင့်ရှောက်ခြင်းနဲ့လူဒန်းခြင်းနဲ့လူများစွာမရှိဘူးလားမရှိရင် तू ကမရလို့ငါမရလို့ तू တော့ပေးတယ်ငါတော့ပေးတယ်ဒါမှမဟုတ်ဆုံးကိစ္စဦးဇင်းတို့ဘာမှမရှိမှမဟုတ်တရားဝဲကျင်းပသူတွေအလင်းပြည့်တယ်လို့စီစဉ်ရောက်ရကြောင်းမှာပဲဦးဇင်းတို့စားပါတယ်အဲ့တော့ရောက်ရကြောင်းကသံဃာတွေနဲ့ပဲကြောင်းမှာပဲလာကကြဆိုတော့တယောက်တစ်စုံတယောက်မှတစ်ခွက်လူတန်းလို့မရဘူးလားအဲ့ဒါဒါဘုန်းကြီးဘာဖုံးတုံးလို့မေးရင်တော့ကတ္တာအကုန်ဖုံးတယ်လို့ပြောအောင်ရှင်းလားအဲ့ဒါယဟန်တို့ရဲ့ကျင့်ဆောင်ရမယ်တရားပဲအဲ့ဒါဒေဝရတ်ကဆန့်ကျင်ပြီးသတ်လွတ်ပဲစားရမယ်အမိန့်ထုတ်ပေးပါတောထဲမှာပဲနေရမယ်အမိန့်ထုတ်ပေးပါဆိုတော့ယဟန်တွေတောထဲမှာပဲနေမယ်ဆိုရင်ခင်ဗျားတို့တောထဲလာပြီးတရားနာမလားမနာပါဘူးသွန်းတောင်ငတ်သွားမယ်အခြေအနေရှိပါတယ်ရှင်းသလားကဲတရားဟောတရားနာမရှိတော့ဘူးဆိုရင်ဘာဖြစ်လဲသာသနာကွယ်သွားမယ်ရှင်းလားဒီနေ့ဒါမှမဟုတ်တရားပွဲကျင်းပါတယ်ဆိုအစစ်စစ်ပါမစ်တွေအစစ်စစ်ခွင့်တောင်းခွင့်ပြုချက်တွေယူပြီးလုပ်နေရကြတဲ့သာသနာကွယ်လူပြီဦးဇင်းတို့မှာစိတ်ထဲမှာရင်းထဲမှာမကောင်းဘူးကိုယ်တိုင်ကတော့ဘသူအတွက်ဘယ်လိုအောက်ကျခံရအသက်တောင်ပေးထားတဲ့သာသနာအတွက်ဘာတွေလုပ်ပေးရဦးဇင်းတို့အတွက်ဘာမှသိက္ခာကျသွားစရာအကြောင်းမရှိဘူးသို့တော့ဘာကိုဝမ်းနေတယ်လဲမေးသာသနာအတွက်တော့ဝမ်းနေတယ်စိုးရိမ်စိတ်ကြီးပေါ်နေတယ်တရားပွဲမရှိတော့ဘူးဆိုရင်တော့သာသနာကွယ်ပါပြီအဲ့တော့ဒီလိုသာသနာအောက်တန်းကျလာတာဘယ်သူတွေမှတာဝန်ရှိတယ်ဘယ်သူတွေမှတာဝန်ရှိတယ်အခုသာသနာနဲ့သက်ဆိုင်သူအားလုံးမှာတာဝန်ရှိပါတယ်ဟိုလူကြောင့်ဒီလူကြောင့်လက်ညှိုးမထိုးပါနဲ့နော်ကုံပြောရင်ဥသူမင်္ဂလာတို့မှာလဲတာဝန်ရှိပါတယ်တရားနာပရိသတ်အပေါ်မှာလဲပါတယ်အဲ့တော့ကျွန်တော်တို့လည်းတာဝန်ရှိပါသည်ပေါ့လေရှင်းလားတာဝန်သိသူမှာတာဝန်ရှိပေါ့မနေကြပါနဲ့ငါတို့ဟာတကယ်သာသနာနဲ့ထိုက်တန်သူဖြစ်ပလားငါတို့ထိုက်တန်အောင်လုပ်မယ်ဆိုတဲ့စိတ်ကလေးတွေမွေးတယ်မမွေးတဲ့ဘုရားရဲ့သားတော်သမီးတော်ဆိုရင်လူပိသရမယ်လူသားဆံရမယ်လူသားဟာလူသားဆံတဲ့ကရုဏာမေတ္တာတရားတွေရှိနေမှလူဖြစ်မှာလူသားမဆံတဲ့စိတ်တွေနဲ့ဆိုရင်လူဖြစ်နိုင်မှာလူမဖြစ်သူဟာသာသနာနဲ့ထိုက်မလားကောင်းပြီကြည့်ဒီဗရသူနဲ့မထိုက်တဲ့အလုပ်ကိုသူလုပ်တယ်ဘာလုပ်တာလဲဆိုတော့အဲ့ဒီလိုတောင်းတဲ့ဆုတွေကိုမပေးနိုင်ဘူးဆိုရင်ငါတော့ဘယ်သူလိုက်မလဲငါကတော့ဒီတိုင်းကြည့်မယ်ဟောလူခွဲထုတ်လိုက်
ဆိုတော့အသိဉာဏ်လုံနေတဲ့ပုဂ္ဂိုလ်တွေကအခုခေတ်တောင်ရှိတယ်မလားတတ်တတ်လို့စားတဲ့ဘုန်းကြီးဆိုထူးတယ်ထင်တယ်ရှင်းသလားဟမ်စကားမပြောဘူးဆိုရင်ထူးတယ်ထင်တယ်သူမပြောတတ်လို့ဖြစ်ပါလေရှင်းလားထူးတာရှားမလားမှန်တာရှားဒါပေမဲ့ခင်ဗျားတို့ကဘာကြိုက်ထူးတာကြိုက်တော့ယူရှင်းသလားအထူးကြိုက်ရင်အယူမိုက်ပဲဖြစ်မှာပေါ့ကျင်တတ်ကြလားအဲ့ဒါလောကကြီးမှာအခုဦးဇင်းတို့ကခုနလေဂုံပြောရင်ခွေးချင်းကြိုက်တော့ဝိုင်းကြည့်နေတာဟုတ်နည်းနည်းထူးတယ်ထင်ရင်အုံနဲ့မသွားကြဘူးလားဖရာတောင်မှရိုးဖရာနဲ့ပေါ်တော်မူဖရာစိတ်ညစ်တယ်မြေကြီးတဲ့မြုပ်ထားပြီးသူကသူသွားဖော်ပြီးပေါ်တော်မူလို့နေတယ်ခင်ဗျားတို့ထူးကြနေတာဟမ်ရှင်းလားကဲဖောင်တော်ဦးဖရာနဲ့ချမ်းသာကြီးဖရာဘယ်ဟာတော့ကိုကြည့်တော့ညာတက်ရမှာမတတ်နိုင်ရှင်းလားငါတို့ဘုရားတွေကဟိုဖောင်တော်ဦးကသက်ကနဲ့လားဒီချမ်းသာကြီးရဲ့ရွှေသေးသည်ငွေသေးသည်လားဘာကိုယ်ွယ်တာတော့ဖယားဘာကိုယ်ွယ်တာတော့ဖယားဆိုရင်ဘာကိုယ်ွယ်တာလဲဖယားဤအဆုံးအမဖယားရဲ့ဂုဏ်တော်ကိုကိုယ်ွယ်နေတာရှင်းလားဟိုကသူသက်ကနဲ့မကလို့ကြိုက်တာတူဖယားပဲရှင်းလားအဲ့တော့တကောကိုယ်ွယ်နေတာလားအဆုံးမကိုယ်ွယ်နေတာလားငါတို့အဆုံးမအတိုင်းတကယ်လုပ်ပလားအဲ့ဒါလေးရှင်းသလားဒေဝဒကခင်ဗျားတို့အကြိုက်ကိုသိတယ်နော်သူကထူးအောင်လျှောက်လို့တာအဇာတတဆိုတဲ့မင်းစိုးမင်းကြီးမင်းမိုက်ကိုသူဘယ်လိုသိမ့်ပိုက်သွားလဲတကိုးတွေပြပြီးတော့ငွေကြီးတွေဖန်ဆင်းဆင်ကြီးတွေဖန်ဆင်းမြေရှိုးပြမိုးပြန်ပြဆိုတော့ဟိုကလည်းအမိုက်ကိုနော်အဲ့တော့ဘုန်းကြီးယူနဲ့ဘယေဖဏနဲ့ခွေးငတ်နဲ့တွေ့တာရှင်းလားဟိုကအာနာယူအဇာတတနော်သဘောပါလားဒီဘက်ကလည်းဘုန်းကြီးယူဒေဝဒရှင်းလားအဲ့ဒါသွားတွေ့ပြဿနာတက်တာပဲလောကကြီးပျက်စီးသွားတော့အခုဒေဝဒကတန်ခါသင်ခွဲအဲ့ဒီမှာသူနဲ့မထိုက်တန်တဲ့အလုပ်ကိုလုပ်တော့တန်ခါဓုရဲ့အလယ်မှာဒီစကားဖြစ်လာဒေဝဒအတော်မိုက်တယ်ဖယားကိုအန်တုဘာဖြစ်လောကမှာဖယားနဲ့တူတဲ့လူဖယားနဲ့ဂုံရည်တူတဲ့လူမရှိဘူးလောကမှာအတူမရှိဖယားအတူမရှိတဲ့အဲ့ဒါလေးမှတ်ထားအောင်တော့ကြနေမဟာမြတ်မုနီကြီးကဖယားနဲ့တူတယ်လှုပ်ရှင်လှုပ်နေဦးမှာဖယားလက်ထက်မှာဘယ်ကိုဝါတော်မှမလှုပ်ခဲ့ဘူးရှင်းတော့ဖယားကိုစားပြုပြီးအပူဇော်ခံဖို့ခွင့်ပြုခဲ့တာဘောဓိပင်ကြီးတပင်ပဲရှိကျင်သလားအဲ့တော့ဘုရားကိုတူအောင်ဘယ်သူလုပ်နိုင်မလဲမလုပ်နိုင်ဘူးဘဘုဆရာယဟန္တာမှမရှိပဲကိလေသာကုန်တဲ့ပုံကိုကိလေသာရှိတဲ့လူဘယ်လို့မှတူအောင်မထိုးနိုင်ကျင်သလားအဲ့တော့အတူမရှိလို့ဘုရားအတူမရှိလို့ဘုရားအဲ့ဒါမှတ်ထားကျင်သလားအဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးဓမ္မသဘင်ကိုကြွလာတော့ယဟန်နေပြောကြတယ်ဩမတန်မယံမှန်းတဲ့ဒေဝရမတန်နာမလှုပ်ချင်တဲ့ဒေဝရအဲ့ဒါသံဃာသိမ်းခွဲပြီးတာနဲ့သွေးပွက်ပွက်အံ့ဘာဖြစ်လဲအဲ့ဒီသတင်းဘုရားနာရောက်တော့အေးတဲ့ဒေဝရကလည်းအခုမှမိုက်တာမဟုတ်ဘူးကွာဘယ်တော့မှမိုက်ဟိုတုန်းကလည်းဟိုတုန်းကလည်းမိုက်ပြီးရင်မိုက်ဒေဝရခုမှမားတာမဟုတ်ဘူးကွာဟိုတုန်းကလည်းဟိုတုန်းကလည်းမားခဲ့တာပဲတဲ့
မပန်တိုက်တဲ့ပန်းကိုဒေဝရအခုမှပန်တာမဟုတ်ဘူးကွာဟမ်ဟိုတုန်းကလည်းပန်ခဲ့တာပဲဟိုတုန်းကလည်းပန်ခဲ့တာပဲဆိုတော့ဘေးကအရှင်အာနန္ဒာကရှိတယ်အရှင်မြတ်ဘုရားတဲ့အခုမပန်တိုက်တာပန်ခဲ့တာတော့ဘုရားတပည့်တော်တို့မျက်မြင်မို့သိပါပြီဟိုတုန်းကဟိုတုန်းကဟမ်ဘယ်လိုများမပန်ထိုက်တာပန်ခဲ့တယ်ဆိုတာဘုရားတပည့်တော်တို့အစဉ်သနာခြင်းအကြောင်းပြု၍ဟောတော်မူပါဟုတ်ပြီနော်အဲ့တော့ဖွင့်တောင်းလိုက်တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအေးဟေးတဲ့မှတ်ထားကြတခုသောဘဝကတခါသောကာလမှာပေါ့လေဧဝမေတုတံဧကံတပယံပေါ့လေနော်တခါသောကာလမှာဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ဗါတဲ့ဗျမရမင်းကြီးအုပ်ချုပ်နေတော့မှာဘုရားအလောင်းတော်ကတာဝတိန်သားမှာမထင်ရှားတဲ့အညတရဒေဝတာပေါ့လေမထင်ရှားတဲ့နတ်သားတစ်ပါးဖြစ်နေတယ်ဟုတ်ပြီနော်အဲ့ဒီမှာဗျမရမင်းကြီးကသူ့တိုင်းပြည်မှာပွဲသဘင်တစ်ခုကျင်းပဗျမရမင်းကြီးဘာလုပ်လဲပွဲသဘင်ကြီးခန်းခန်းနာနာကြီးကျယ်စွာချိန်သက်ကျင်းပလိုက်တော့အဲ့ဒီကျင်းပတဲ့နေရာကိုနတ်တွေနဂါးတွေဂလုံတွေလာကြတယ်ပွဲကိုလာပျော်ကြတယ်ဟုတ်ပြီနော်အဲ့လိုလာတဲ့ထဲမှာဘုရားအလောင်းနတ်သားလည်းပါအဲ့တော့ဘုရားအလောင်းနတ်သားမှာနောက်ကအချွေရနတ်သား3ယောက်ပါတော့နတ်သား4ယောက်ငါတို့လည်းပွဲသွင်းသွားရအောင်ဆိုတော့သူတို့လက်ထဲမှာကက်ကာရဆိုတဲ့နတ်ပန်းတွေပါလာပါတယ်လေမစ္ဆုတကမဟုတ်ဘူးနော်ပါတယ်လေကက်ကာရဆိုတဲ့ပန်းကနတ်တို့နဲ့သာထိုက်တန်တယ်တနည်းအားဖြင့်သူတော်ကောင်းတို့မှာပန်တိုက်တဲ့ပန်းဘာဖြစ်လဲအဲ့တော့ပွဲသဘင်ကျင်းပရာနေရာဌာနရဲ့မန္တအလေကောင်ကိုနတ်သား4ယောက်ဆင်းသက်လာပြီးတော့ကေကာရပန်းနေကြိုင်ထားအဲ့တော့ပွဲသဘင်ကျင်းပရာဌာနကြီးတစ်ခုလုံးဗာရာဏသီတပြည်လုံးနတ်ပန်းရနတ်လေးဝေးသွားတယ်အဲ့ဒီမှာလူတွေအုံနဲ့ဟာထူးကြလာတော့နတ်သား4ယောက်ကပန်းလေးတွေကြိုင်ပြီးတော့ရက်နေကြဆိုတော့မေးတယ်ရှင်ဘုရင်ကြီးကဟာအသင်တို့ဘယ်ကလာကြသလဲဆိုတော့ငါတို့တာဝရိန်သာနတ်ပြည်ကလာတယ်ဒါဖြင့်သင်တို့ကဘာတွေလဲဆိုနတ်သားတွေဒါဖြင့်လက်ထဲကပန်းတွေကဘာတွေခေါ်သလဲဆိုတော့ဒါကက်ကာရအမည်ရတဲ့ပန်းအဲ့ဒါငါတို့မင်းတို့ပွဲသဘင်ကိုလာပြီးတော့ဒီပန်းထိုက်သူလာရှာတာဘာလဲဟောဒီပန်းတွေကိုမင်းတို့လက်ဆောင်ပေးမလို့ပွဲလန်းသဘင်အတွက်အခုပွဲသဘင်ကြီးတစ်ခုလုံးဗာရာဏသီပြည်အလုံးဘာယနာနဲ့မွေးနေတယ်ကက်ကာရဆိုတဲ့နတ်ပန်းယနာနဲ့မွေးနေတယ်ဆိုတော့ဒီပန်းတိုက်သူဆိုထူးကြမှာပဲရှင်ဘုရင်ကြီးကအဲ့ဒီမှာမေးတယ်ဒါဖြင့်အသင်္သာဟောဒီပန်းတွေဟာဘယ်လိုပုဂ္ဂိုလ်ပန်းထိုက်တာလဲခရားပြောပါကောင်းပြီဟေးတို့ပြောမယ်ဆိုပြီးတော့ဘုရားလောင်းနတ်သားကအရင်စပြောမင်းကြီးနဲ့တကွာမူကြီးမယာသေနာပတိတိုင်းသူပြည်သားအားလုံးမှတ်ထားကြဟောဒီကက်ကာရဆိုတဲ့နတ်ပန်းသည်တာမန်ပုဂ္ဂိုလ်ပန်ရွေးမရပါတဲ့ဘယ်လိုပုဂ္ဂိုလ်ပန်တိုက်သလဲဆိုတိသူတစ်ပါးဥစ္စာမခိုးသူဘာလဲနှစ်မူသားမပြောသူနှစ်ကဒီကနှစ်ကဟုတ်ပြီနော်ဒီတဲ့ဈေးတယ်တွေပါလိမ့်မယ်ပါသေးလားအလေးခိုးရင်မဖြစ်ဘူးနော်ရှင်းသလားဟမ်အလေးခိုးပြီခိုးတောင်းခိုးရင်တော့မဖြစ်ဘူးဒီပန်းနဲ့မထိုက်တော့တဲ့ပွဲသားတွေပါသေးလားရွှေပရိန်ဆရာတွေရောသွားပြီမေးသွားလို့တရားပွဲတကပရိန်ကဟိုနော်မတတ်နိုင်ဘူးသူတို့လည်းပါတယ်မပန့်ထိုက်ဘူးပရိယဘာလို့လဲအာမနာရှာမကြိုးဗျာ
သဘောပါကလားအဲ့ဒါမပန်ထိုက်တဲ့ပန်မူသားပြောသူမပန်ထိုက်ဘူးမုသားလွတ်ပါလေဟိုအရင်ကိုကဒီလောက်ကြာထားလို့ပါဟုတ်လည်းမဟုတ်ပဲနဲ့ရှင်းလားအဲ့ဒါပွဲသားတွေများဒုက္ခပဲအဲ့တော့ဒီပန်းမိုးကုတ်ရောက်မလာရင်ကောင်းမယ်နဲ့နော်သူရှင်းလားအဲ့ဒါဒီပုဂ္ဂိုလ်ကအကြံပေးပုဂ္ဂိုလ်ဆိုတော့ဒါသူကအကြံပေးနေတဲ့ပုဂ္ဂိုလ်ဆိုသူ့ကိုယ်သူသမာရှိကြောင်းက proof သက်သေထူရတော့အဲ့တော့ဒီမှာငါကတန်ဂုံတရေရှိဆုံးပုဂ္ဂိုလ်တဲ့တကယ်လို့ငါဒီပန်းယူမပန်းရဲဘူးဆိုရင်ငါသိက္ခာကြတော့မယ်အဲ့တော့ငါကမှုသားကင်းသလားဆိုတော့အရိဏဌာနကင်းသလားဆိုတော့လေမကင်းလဲဘယ်သူသိတာမှတ်လို့သဘောပါလားကိုလိန်တာဘယ်သူသိတော့လူမသိအောင်လိန်ကြခင်ဗျားတို့နော်ရမလားဘယ်သူတော့သိကိုတော့ဘုရားသာထားသူကသူနေရှာတာမပြောပါနဲ့ဟမ်ဘယ်သူကိုယ်တိုင်သိရောကိုယ်တိုင်သိရင်ကိုလူမဟုတ်ရင်လိန်လေရှင်းလားဟမ်ကိုခိုးတာဘယ်သူသိရောကိုယ်တိုင်သိတယ်လူမသိအောင်ခိုးရှင်းတယ်နော်အဲ့ဒီမှာဘယ်သူသိတာမှလို့တဲ့ခတ်တီတွေနဲ့ပထမနတ်သားဒီဘုရားလောင်းနတ်သားနတ်ကပန်းကျွန်တော်မှအဲ့ဒီအဖြစ်တွေဘာတစ်ခုမှမရှိဘူးပဲပန်းတော့ပန်းလိုက်ပြီဟုတ်ကလားအဲ့တော့နတ်သားပထမဘုရားလောင်းနတ်သားတက်ကပန်းတော့ရောက်သွားပြီဘယ်သူကောင်းပေါ်ရောက်သွားလဲဘရောဟိတ်အကြံပေးအရာရှိနော်အဒ်ဗိုင်ဇာကြီးကောင်းပေါ်ရောက်သွားပြီဒုတိယနတ်သားရှင်နတ်သားအဲ့ဒီပန်းပေါ်ပေးဆိုနေအောင်နဲ့ဒီကတ္တရာဆိုတဲ့ပန်းမှာဂုံဘုတ်တွေရှိပါတယ်နားနဲ့ထဲကပန်းကတော့တမာအာဇီဝနဲ့အသက်မွေးသူမှပန်းလို့ရမယ်ဘာဖြစ်လဲမိစ္ဆာအာဇီဝအသက်မွေးသူဒီပန်းကိုမပန်းထိုက်ဘူးကိုယ်အသက်မွေးမှုဟာတတ်ရှင်းရမယ်တဲ့မုံတိုင်းပြီလို့ဆန်စေးတက်တာတို့မုံတိုင်းအောက်မှာမိတာကေတရာမကျိုးပဲမိုးကုတ်ကဘာလို့ဆန်စေးတက်တာရှင်းလားမုံတိုင်းကဟိုအေယာဝတီမှာစီစေးတက်နေတာကမိုးကုတ်မှာရှင်းလားဝိသမလောဘများမသမအာဇီဝသမားများမပန်တိုက်တာအဲ့တော့ဒီပန်းတွေအကုန်ပြန်ယူသွားတာကောင်းတယ်ရှင်းလားအဲ့ဒါပဲသူများဒုက္ခရောက်နေပါတယ်ဆိုမှသွန့်ဖို့တပိဿာ6000ဟာပြဿနာပဲဝိသမလောဘနဲ့လုံနေရမှာလားကုညီပံ့ပိုးနေရမှာလူဆိုရင်လူလိုသိရရှင်းလားသူခင်ဗျားတို့ကြိုက်တဲ့ဝိသမလောဘနဲ့ရှားပါအဲ့ဒီစည်းစိမ်သိရင်ပါမလားရှင်းလားသဘောပေါက်သလားကြိတ်တာလို့ပါဘုသူမင်္ဂလာတို့ကတော့ပြောရုံပဲတတ်နိုင်ပါလေငါတို့ပါမသာတွေဘုသူစကားနားထောင်ကြပြီလားရှင်းလားဟိုမြောက်ပိုင်းရှမ်းပြည်သွားရင်ဂုတ်ကင်တရာကျိုးလို့တက်သွားတဲ့ကုံစင်းလုံးဘယ်တော့မှပြန်မစင်းတို့ဒီဘက်မိုးကုတ်လာတော့ကင်တရာကျိုးတယ်ဇက်လိုက်ကြီးတွေတရားကြီးတွေနော်ဟိုတောင်ပိုင်းသွားတော့လေသူတရားနဲ့သူတော့ရှိနေကြတာပဲနော်အဲ့ဒါကုံတယ်ကြီးများတရားလို့ခေါ်တယ်နောက်သဘောပါကလားမန္တလေးကျတော့ကုံတယ်ကြီးများမီးပေါ့ဗျာရှင်းလားအဲ့ဒါဝိတမမသမအာဇီဝခေါ်ပါတယ်သူများမျက်ရည်ကျမှကိုစားရတဲ့
အစာသည်မုံမြတ်တဲ့ထမင်းဖြစ်မလားတန်တွေခဲပဲဖြစ်မလားမျိုးရဲရင်မျိုးကြရှင်းလားပန်ထိုက်မှပန်ရမယ်ဒါပေမဲ့ပန်သူတိုင်းတော့မထိုက်နိုင်ဘူးဒီမှာသက်သေပြနေပြီကိုရောဟိတ်ခတ်တီနဲ့ပန်ထားတယ်ရှင်းလားအဲ့တော့ဒုတိယနတလက်ကပန်းကိုလည်း तू ကမထိုးတော့ဘူးနော်ဒီတပွင့်ယူထားပြီးမှနောက်တပွင့်မယူရဲဘူးဆိုသိခါကြထယူငါမှမတမအာဇီဝဘာတကူမှမရှိဘူးပိတ်ကြုံနဲ့တော့ပန်းလို့မရဘူးပေါ့သဘောပါလားဘယ်နှပွင့်ပန်းပြီးသွားပြီတော့နှပွင့်ပန်းပြီးသွားပြီနောက်မှနတ်သားဘယ်နှယောက်ကျန်2ယောက်ကျန်သေးတယ်အဲ့တော့ချစ်ဆက်သွားတယ်အသင်နတ်သားပေးပါဟာဒီလိုလွယ်နဲ့တော့ငါလက်ထဲကပန်းကသူတော်ကောင်းတွေကိုရှေ့တယ်မှလည်းမစော်ကားကွဲရလည်းသူတော်ကောင်းတွေကိုရှေ့တယ်လဲကာယကံဝစီကံမနောကံနဲ့မပြည့်မမစောကကွယ်ရမှာလဲမပြည့်မမစောကားသူမှပန်တိုက်တယ်ဘယ်လိုလုပ်ကြလဲသဘောပါလားအဲ့တော့ဗျာတခုတည်းပေးပါမယ်ကိုယ်အလိုလေးမပြေတိုင်းဟိုဘုန်းကြီးတွေဘာလုပ်နေကြမှမသိဘူးမလုပ်လိုက်ကြပါနဲ့သဘောပါလားဒီဘုန်းကြီးတွေဘယ်သွားအိမ်နေကြတာလဲဟမ်သဘောပါလားနော်အလကားဘုန်းကြီးတွေကြားဘူးတယ်ကြားဘူးတယ်ရှင်းလားကိုရင်းလေးရောက်စော်ကားသူတွေကလည်းစော်ကားကြတာမရှိဘူးလားအားလုံးမြင်နေတဲ့ကိစ္စရှိတယ်ရှိဘူးလားရှိသလားရှိတယ်မပန်နိုင်ရှင်းလားဒီပန်မပန်နိုင်ဘူးအဲ့တော့ခုသူတော်တို့နံပါတ်1ကိုရင်ကဖြစ်တဲ့သူဥစ္စာကိုချင်းသူများမူသားစကားပြောချင်းဆိုတာခင်ဗျားတို့ကင်းမကင်းဝိသမလောဘရောမြေမျိုးလိမ့်မယ်နော်သူတော်ကောင်းဒါတော့နည်းနည်းကင်းခြင်းရဲရဲအာမခံနိုင်အောင်လုပ်ပါရှင်းသလားဒါကြောင့်မို့တို့မှာကြော့နေရတာသဗ္ဗဒေါသခတ်သိမ်းသောအပြစ်တို့ကိုနော်အဲ့ဒါအရေးကြီးတယ်သေချာဒီလိုစီမံပေးထားတာကိုတချို့ကကာယကံဝစီကံမနောကံတည်ဟူသောတဘာဘာသောကံဖြစ်တယ်မလို့တဘာဘာလုံးမယ်အကုန်ပြင်မဘူးတဲ့ဟမ်အမားတွေများလုံးလို့ဒုက္ခရောက်နေရတယ်သူတို့ကမခတ်တည်နေသူတို့ကောင်းကြီးတွေကြာလို့တဘာဘာသောကံဖြစ်သဗ္ဗဒေါသနဲ့သာသိမ့်ပါနော်တို့ယဟန်များကိုအာဘဖြစ်တယ်လို့ပဲယဟန်တွေအာဘဖြစ်တော့ဝိနိဒေသနာတော်ရတပည့်တော်ဟိုဟာလေးလုံးမိပြန်ပြီဥမာဆိုကြပါစို့ညနေစာခိုးစားမိပြန်ပြီဖေရနော်သင်္ကန်းမဆေးမချင်းယုံမိပြန်ပြီဖေရတပည့်တော်အထိုင်ထသတိမရှိပြန်ပါဘူးဖေရတပည့်တော်ဗီဒီယိုခိုးကြည့်ပြီးပြန်ပြီဖေရဒီလိုအာဘကအဲ့လိုဖြေရအဲ့တော့မှဟိုဘက်ကအေးနောက်မကြည့်နဲ့ကွာတဲမနောက်မကြည့်တော့ဘူးဖေရဆိုတော့အဲ့လိုပြောနေမပြီးနိုင်လို့ဘာလုပ်လိုက်ရလဲဆိုတော့အဟံဗန္တေသဗ္ဗအာဘတိယောအာဝိကရောမိတပိတော်မှာအာဘတိအများကြီးရှိပါတယ်ဗျာအများကြီးသောအာဘတိအတွက်ပန်ကြားပါတယ်အေးနောက်မလုံးနဲ့ဆိုတော့ဦးဇင်းတို့တော်ကောင်းတို့မှာအနပတ္တကသံဃာကမှားခဲ့တဲ့အကျွေးတွေရှိမရှိသူကြည့်လေတို့လာခဲ့ကြတာအလိုလိုလူဘဝရောက်လာတာလားအကြောင်းရှိလို့အကျိုးဖြစ်လာတာအတိတ်ကပြုခဲ့တဲ့အကြောင်းကအဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့ကာယကံဝစီကံမနောကံတွေမလုပ်ခဲ့ဘူးလားအဲ့
တော့အဲ့ဒီကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရတွေကကုသိုလ်လုပ်ခဲ့တာလားအကုသိုလ်လုပ်ခဲ့တာလားအကုသိုလ်ကြီးပဲဆိုတရားမှမတွေ့ရဘူးနော်အဲ့လောက်ကြီးလဲအားငယ်မနေကြပါနဲ့ပုံညာအဲ့ဒါခမဲတော်ကြီးကမှားရှာတယ်မသိခင်အရှင်ဗျာတဲ့မိုးကုတ်သွားဟောရင်မိုးကုတ်ကပညာရှိတယ်ကြီးပဲဗျာဟမ်အဲ့တော့လူပညာရှိရဟန်းပညာရှိတယ်ရှင်ဗျာအခုမတောက်တော့ကောက်တဲ့ပလင်ပေါ်တက်လာနော်မေးကြတယ်တချို့ကရှင်ဗျာစားဝါမလိုက်ဘူးလားတဲ့ငါစားဝါမလိုက်ဘူးတဲ့စားပြပဲလိုက်တယ်နော်ဘာလို့ဆိုအဝါလိုက်ချိန်မရအဲ့တော့ယဟန်ဖြစ်ကြတဲ့ကတရားဟောလာတာဘယ်စားဝါမှလိုက်ချိန်မရအဲ့တော့စာပေကျမ်းဂန်တို့မတတ်ပါဘူးကွာလို့ဆိုတော့ခမဲတော်ကြီးကအဲ့ဒါပဲရှင်ဘုရားလည်းစာမတတ်ပေမတတ်နဲ့ဘုဂုတ်သွားဟောရင်ဘုဂုတ်ကလူတွေကသာရပေဒပညာရှိတွေအများကြီးတဲ့အဲ့တော့တောင်းပန်ပြီးမှဟောတဲ့နော်မှာသွားရှာတာခမဲတော်ကြီးစကားဥစဉ်မမေ့ပါဘူးအဲ့တော့ဒီမှာလူပညာရှိရဟန်းပညာရှိတွေအများကြီးရှိပါတယ်ဥစဉ်ပေါ်မှာအကြံဉာဏ်ပေးလိုတာရှိရင်ပေးနိုင်ပါတယ်မာယွင်ချွတ်ချော်တာရှိရင်လည်းတင်ပါပေးကြပါလို့မျိုးမိမျိုးဖများအားလုံးကိုဦးသိန်းကမေတ္တာရက်ခံပါဘာလို့လဲဆိုတော့သူတို့စာလို့ပြောလိုက်ရင်သူတို့အကုန်တတ်တယ်ကျုပ်တော်မတတ်ဘူးသူပုံညာအဘိတွေအပုံညာအဘိတွေသူတို့ရသူမင်္ဂလာတော့မသိဘူးကုသိုလ်နဲ့အကုသိုလ်ဒါပဲသိပါရှင်းလားအဲ့တော့ကုသိုလ်လုပ်ခဲ့တာလားအကုသိုလ်လုပ်ခဲ့တာလားဟုတ်ရဲ့သင်္ခါရဘယ်နှမျိုးရှိရလဲပုံညာပုံညာပြီဆိုတာအပုံညာပြီဆိုတာအနေစာပြီဆိုတာမှတ်ထားလိုက်ပါမယ်အဲ့တော့ကုသိုလ်လုပ်ခဲ့တာလားအကုသိုလ်လုပ်ခဲ့တာကြည့်လို့ကြပါဦးအယက်ကလို့ရဲ့နော်ပြောတော့ပုံညာပိသင်္ခါရအပုံသာညာပိသင်္ခါရအနေသာပိသင်္ခါရပြောပြီးတော့မှကုသိုလ်လုပ်ခဲ့သလားအကုသိုလ်လုပ်ခဲ့သလားဆိုတော့ကုသိုလ်ကြီးတွန်းပြောနေဟမ်ကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်ပါတယ်မာရင်လည်းခွန်းလုပ်ပါဟမ်ရှင်းလားသဘောပေါက်သလားခဲတော့မှကောင်းမှုကုသိုလ်လုပ်ခဲ့လို့လူဘဝမရောက်ဘူးလားအခုဘာတစ်ခုမှအစင်မပြေတာကဘာပြေရောအယောင်းဝယ်ရောအစားတော့ရောနေလို့ထိုင်လို့ရောလွတ်လွတ်လပ်လပ်ချမ်းချမ်းသာသာများရှိရလားလူတကာဖိနှိပ်ချုပ်ချက်ခံနေရတာအဲ့ဒါဘာထင်တော့ဒါပေမဲ့ကုသိုလ်လည်းလုပ်ခဲ့တယ်ဒီသသမုပ္ပါနားလည်းအဲ့လိုဖြေတက်ရောက်ငါးတွေမှတ်တာပါပဲသဘောပါလားမရှိတာထက်ဟုတ်ပါပြီမသိတာထက်မရှိတာထက်မသိတာခက်မသိတာထက်မသိချင်တာပိုခက်တယ်နေဦးမသိချင်တာပိုခက်တချို့တရားနာတယ်တရားပွဲရှိတယ်တရားနာရကောင်းမှာစောင်းစာပေတွေအများကြီးဖြန့်ဝေရေးသားပြီးခုခေတ်မှာဆိုရင်အလွယ်တကူဖတ်ရှုလေ့လာနိုင်အောင်အများကြီးပံ့ပိုးထားတဲ့သတင်းဌာနတွေရှိတယ်ဖတ်လည်းမဖတ်ဘူးလေ့လည်းမလေ့လာဘူးခုပြောလိုက်တဲ့ဟာမုံတိုင်းဘလောက်ပြင်းထန်နေလူတန်းပေါင်း30ကြားထဲဝင်သွားတာဘလောက်ဒုက္ခရောက်နေဆိုဟုတ်လားပြဿနာပဲဟမ်ရှင်းလားအဲ့ဒါဟိုမှာအတိဒုက္ခရောက်အလောင်းတွေကြားထဲမှာအခုဝမ်းယောဂစဖြစ်နေပြီဟိုမှာနော်ဦးဇင်းသူမင်္ဂလာတောင်တော်တော်နှောင့်နေနေတယ်အခုငိုခြင်းစိတ်တောင်ပေါက်နေတယ်အဲ့တော့ဟိုမှာဒုက္ခရောက်နေပြီငါအခုဒီမှာအခုမှရံမုံငွေလိုက်ရှာတော့ဘုံကနေတဲ့လူဆိုတော့ကိုယ်ထဲမှာမရှိပဲဟုတ်နော်အဲ့တော့6တိ6ချက်လေး360လောက်ရှိတာအဲ့ဒါဟိုမှာထားခဲ့
အဲ့ဒါအခုဖုန်းလမ်းဆက်တယ်ရှင်ပြဝမ်းယောဂဖြစ်နေပြီဆေးတွေလိုတယ်ဗာစိကဲလောက်ကြကွာဟိုကဝယ်ပို့ဆိုတော့ဟိုကလည်းကုန်သွားပြီနော်ဗာဆက်လို့ရမှမသိဆိုတော့ဟိုထဲကိုရောက်ရှင်လာပြီလူကြီးရောက်သွားရင်လည်းသူတို့ကကိုပြန်ကယ်တယ်ရလိမ့်မယ်တော့ပါလားအဲ့ဒါဒီလူတွေကြည့်ပြီးနေစိတ်တယ်ဘယ်လိုလူတွေပါလဲကြည့်တော့သူတို့ကသိကိုမသိဘူးလေအဲ့တော့မသိတာတဲ့မသိကျင်တာပိုခက်တယ်ဟုတ်ပလားသူခင်ဗျားတို့တရားလာဟောတယ်ဆိုဘယ်တော့မှသိအောင်မဟုတ်ဘူးသိကျင်ရုံလာဟောတာရှင်းလားသိအောင်ဟောဆို3လဟောလဲခင်ဗျားတို့သိမှဟာမဟုတ်ဘူးနော်သိတရားကုန်မလားမကုန်နိုင်ဘူးအဲ့ဒါသိကျင်စိတ်ကလေးပေါ်ရင်တော်ပြီဆိုပြီးလာဟောတာရှင်းလားသဘောပါသလားအဲ့တော့မသိကျင်တာထက်ပိုခက်တာကသိကျင်အောင်ဆောင်းတာပိုခက်တယ်ဒီတော့တို့မိုးကုတ်သားဘယ်ဆင်းထဲမှာကိုမျိုးကိုရွာလို့သဘောထားလို့နော်ဆံရင်နာဖွတ်တဲ့အနေနဲ့ပြောတာပါတို့ကြတို့မိုးကုတ်သားတို့လာစော်ကားသွားတယ်ကွာလို့တော့မထင်လိုက်ပါနဲ့သဘောပါလားအဲ့ဒါကြိုးတောင်းပါသေးတာတော့ကြနောက်9ရက်ကျန်သေးတယ်ဒကာဒကမတွေကပြောပါတယ်ရှင်ဗျာတဲ့တရားပွဲတော့တရက်ထဲနဲ့ရက်မသွားပါစေနဲ့ဟုတ်ပြီနော်အခုလောက်ရှိတော့မရက်တော့သေးပါဘူးနော်မရက်သေးရင်ဆင်ပြေပါတယ်သဘောပါသလားကဲပြီးတော့မပန်ထိုက်တဲ့ပန်းကိုပန်းနေကြမယ်ဆိုရင်အကျိုးနဲ့အပြစ်ကများတယ်ရှင်းနော်အဲ့တော့အတိတ်ကပြုခဲ့တဲ့ဝိဇ္ဇာပစ္စယကုသိုလ်တွေအကုသိုလ်တွေရောပြွန်းစွာလုပ်ခဲ့တဲ့အတွက်သင်္ခါရပစ္စယဝိညာဉ်ဆိုပြီးခန္ဓာဘယ်နှပါးရအဲ့ဒါကဘာတွေလဲမေးရင်ဟုတ်ပြီဘာသစ္စာလဲဒါဖြင့်အလုံးမှန်ခဲ့လို့လားမှားခဲ့လို့လားအဲ့တော့အတိတ်ကအကြောင်းမှားခဲ့တဲ့အတွက်ပြစ္ဆုတ်ပံအကျိုးတွေမှားနေတာအဲ့ဒါပြစ္ဆုတ်ပံမှာထပ်ပြီးတော့အမားတွေလုံးအောင်မယ်တဏှာဥပါဒံကံဘာသစ္စာလဲသမုဒယသစ္စာဆိုတာအကြောင်းမှန်လားအကြောင်းမှားလားအမားသာထပ်လို့ရင်နောက်ထပ်မှားတဲ့အကျိုးပဲရအဲ့တော့ငါတို့မှာတသံတရားလုံးမှားနေကြပြီဒီနေ့ထိလေဒီရရှိလေအမလေးရွှေမိုးကုတ်ကြည့်လို့ပါဗျာဟမ်တသံတရားလုံးလဲမှားခဲ့ပါပြီဒီနေ့အထိလဲမှားသေးပါပဲနောက်တော်သေးတာပေါ့ဟင်တသံတရားလုံးလဲမှားခဲ့ပါပြီဒီနေ့အထိလဲရှေ့ဆက်ပြီးတော့သိကြပါလားပန်ထိုက်အောင်ကြိုးစားပါရှင်းလားကောင်းပြီအဲ့ဒီမှာနောက်ကနတ်သားတစ်ပါးပန်းလေးတွေကြံသေးတယ်အဲ့တော့သုံးပွင့်ပန်ပြီးပြီဆိုတော့ပုံနာမထူးတော့ဘူးလေဟမ်ဘယ်နှခါမှားရောဆက်သားဟုတ်ပါတယ်ပရောဟိတ်ကြီးပြောတာပါနော်ဒီကြံပေးအရာရှိဘယ်နှခါမှားမလဲမထူတော့ပါဘူးနော်အဲ့တော့နောက်ထပ်နတ်သားတစ်ပါးစီဆက်သွားတယ်အဲ့နတ်သားကလည်းဟေးငါပန်းကိုဒီကက်ကရာဆိုတဲ့နတ်ပန်းဟာသမ္မာပုဂ္ဂိုလ်ပန်းထိုက်တဲ့ပန်းမဟုတ်ဘူးတဲ့ပုံနာသိချာနာတော့ငါဒီပန်းကိုပန်းထိုက်သူဟာကရုဏာရှိသူလည်းဖြစ်ရမယ်မေတ္တာရှိသူလည်းဖြစ်ရနောက်ရရှိထားတဲ့စည်းစိမ်ဥစ္စာသည်သူတစ်ပါးအပေါ်မှာမတရားပြုမှုထားတဲ့စည်းစိမ်မဟုတ်ဘဲနဲ့ကိုယ်တိုင်လုံးလဝရိယတဲ့ပုံနာသိချာနာတော့
ငါဒီပန်းကိုပန်ထိုက်သူဟာကရုဏာရှိသူလည်းဖြစ်ရမယ်မေတ္တာရှိသူလည်းဖြစ်ရနောက်ရရှိထားတဲ့စည်းစိမ်ဥစ္စာသည်သူတစ်ပါးအပေါ်မှာမတရားပြုမှုထားတဲ့စည်းစိမ်မဟုတ်ဘဲနဲ့ကိုယ်တိုင်လုံးလဝရိယနဲ့တမာအာဇီဝရှာဖွေထားတဲ့စည်းစိမ်လည်းဖြစ်ရသူကြတော့သိချတောင်းစီအောင်ပြောလာပြီဟင်ပထမတစ်ယောက်ကဗာလဲသူတစ်ပါးပစ္စည်းမခိုးအောင်မူသားလည်းမပြောအောင်နောက်တစ်ယောက်တမာအာဇီဝနဲ့ရှာဖွေသူဖြစ်ရမယ်နောက်တစ်ယောက်သူတော်ကောင်းတွေကိုရှေ့တယ်လေမပြစ်မှားပါနဲ့ကြွယ်ရလဲမပြစ်မှားပါနဲ့ဒီတယောက်ကျတော့နည်းနည်းလေးရှေ့လာမေတ္တာလည်းရှိရမယ်ပါတယ်လေနောက်ကရုဏာလည်းဟုတ်ပြီရှိတဲ့စည်းစိမ်ဥစ္စာသည်ဓမ္မအာဇီဝတန်ဆင်းသောဥစ္စာလည်းဖြစ်ရဟုတ်ပြီနော်စင်ကြယ်တဲ့ကိုယ်ကျင့်တရားလည်းရှိရဟောသူများသားမယားပြင်ပါခြင်းနေရှိရဟုတ်ပြီနော်အဲဒီသူတော်ကောင်းတရားတွေကိုအစင်မမဲ့သူမှလာပြီသူတော်ကောင်းတရားတွေကိုအခုခင်ဗျားတို့အိမ်ဖျားရှိတော်သတိရပါတယ်ထားပွဲရောက်ရင်ဘယ်လိုအခုဘယ်လိုမမေ့သူမှအစင်မမေ့သူမှပန်ရရှင်းခုခင်ဗျားတို့မှာအားကိုးစရာပါရှိတရားပဲရှိမှတ်ထားအားကိုးစရာတရားဘယ်လိုအားကိုးမလဲတက်မဲ့အုံနောက်ရှောင်းအောင်လုပ်တာမဟုတ်ဘူးနော်သူတို့တောင်းခမဲတော်ကြီးပြောသလိုတောင်းမှပြီးဟောရတာပေါ့လေနော်အဲ့တော့ပညာရှိများကိုအုံနောက်ရှောင်းအောင်လုပ်တာမဟုတ်ပါဘူးဒါပေမဲ့ဘယ်ရမှမေးလိုက်ဖြေပါတယ်ခင်ဗျားတို့ဘာအာကိုနေကြမလဲတရားအာကိုနေပဲဗျာဒါပေမဲ့တရားဘယ်လိုအာကိုကြမှာလဲဆိုပိဋကသုံးပုံဝယ်ပြီးခေါင်းရင်းကတင်ထားဒီလိုလားဓမ္မသရဏံကိသာမိဆိုကြတော်မူပါလို့ဩနေဘယ်လိုအကုမလဲတရားနဲ့လျော်စွာကျင့်ကြံနေထိုင်ခြင်းဖြင့်အာကိုရမယ်မထအခုနတ်သားတွေပြောတာအဲ့ဒါပဲဒီနတ်ပန်းဆိုတာကတင်စားပြီးပြောနေတာခုခင်ဗျားတို့သာသနာနဲ့ထိုက်ဖို့ဆိုတာသူများဥစ္စာလည်းမခိုးနဲ့မူသားလည်းမပြောနဲ့တမာအာဇီဝနဲ့အသက်မွေးဝမ်းကြောင်းပြုရမယ်သူတော်ကောင်းတွေကိုမပြစ်မှားနဲ့မစော်ကားနဲ့ရှင်းလားမပူဇော်ခြင်းနေပါမပသခြင်းနေပါမထောက်ပံ့ခြင်းလည်းနေလိုက်အောင်ရှင်းလားမပြစ်မှားပါနဲ့မစော်ကားပါရှင်းလားနောက်သူတော်ကောင်းတရားတွေကိုမမေ့နဲ့သလုံးနဲ့ပြောရင်ဒါပဲဘာလဲလဲခုမှသူတော်ကောင်းတို့ပြုခြင်းအပ်တဲ့သူတော်ကောင်းတရားတွေမရှိဘူးလားမေတ္တာကရုဏာမုဒိတာဥပေက္ခဒါနသီလဘာဝနာရှင်းလားသီလသမာဓိပညာသိက္ခာတွေမရှိဘူးလားအားလုံးမကြားဘူးလားကြားဘူးရင်သီလမရှိတဲ့လူတွေရှိတဲ့လူဘယ်သူကတန်ဖို့ရှိလဲဒါပေမဲ့ကိုလူဘဝရကကိုဘဝလေးကိုတန်ဖို့မဲ့ပြီးတော့ကုံဆုံးတာခံယူမလားတန်ဖို့ရှိအောင်ရွတ်ဆောင်မလားရှင်းလားဘုရားတို့မှာမင်းစင်တောင်ချင်းကလေးကမိုးကုံမြို့မှာမွေးလာပတ်ဝန်းကျင်ကတင်ပေးလိုက်တဲ့အကျင့်ကောင်းလေးတွေဘုရားတို့ငယ်တုန်းကတော့ဆဲတန်ဆူတန်တော့မကြားခဲ့အောင်တယောက်နဲ့တယောက်နေမဲကပဲဆဲရင်တွေးတဲ့လူကြီးရဲ့ရိုက်သွားတယ်
အရိုက်ခံလို့အိမ်ပြတိုင်အမေရမေးတယ်ဘာလို့ရိုက်လို့ကျွန်တော်ဆဲလို့ရိုက်တယ်လို့ထိုင်းရိုက်ခံရှင်းနော်ဒီလိုနေတဲ့ရက်ွက်ကလေးဈေးထင်းရှုခြင်းရက်ွက်ကလေးအမှန်တန်ဂုံယူစရာဖြစ်ခဲ့ကလေးတွေစကြီးပြင်းလာရင်စပိန်မစီတတ်ဘူးတက်အောင်ပဲပေးတယ်မင်းလူပြင်းလူညက်ဒါလောက်ဆန်းဆိုတော့ဘုန်းကသွားတဲ့ပုဂ္ဂိုလ်ဒီမှာကျောင်းဆရာဆရာမတွေဦးဇင်းတို့ဆရာမကြီးတွေဒါဂုံပြုတဲ့အနေနဲ့ပူဇော်တဲ့အနေနဲ့ပြောတာပါဦးဇင်းတို့ဆရာဆရာမတွေအသပြာကိုအသာထကော်ပီနဲ့မုန့်တောင်သူတို့ကတိုက်ပြီးတော့ဦးဇင်းတို့ကိုသင်ပေးလိုက်တဲ့ပညာတွေဟာမန္တလေးတက္ကသိုလ်ရန်ကုန်တက္ကသိုလ်ရောက်သွားတဲ့အခါမှာမိုးသားဟေးဆိုကျဲတဲ့လူတွေရှင်လိုက်ရှေ့ဆုံးကဂုံယူခဲ့ရပါတယ်အကျင့်စာရိတ္တမိုးသားလို့ဆိုရင်ချွရင်းသူမရှိတဲ့လောက်ရှားတယ်ဟိုတော့ကဟိုတော့ကပါရှင်းလားဟင်းလို့ဒါမိုးကုတ်ဟောလို့မိုးကုတ်ကိုဗျနော်မန္တလေးဟောရင်မန္တလေးလို့ဟောရမှာဟုတ်ဟမ်အရက်တိုင်းမှာအဲ့ဒါလို့ကိုအကျင့်စာရိတ္တအာမခံနိုင်သူတွေကြီးဖြစ်အောင်ကြိုးစားကြမယ်ဆိုရင်တို့တိုင်းပြည်ပျက်စီးစရာမရှိဘူးအလုံးမိကောင်းခုခေတ်ကလေးတွေဘယ်နဲ့ကောင်းလားဆိုးလားဘယ်သူတွေမွေးထားတာကြီးကျယ်ပြီးလာတိုင်နေရှင်ဗျာခုခေတ်ကလေးတွေကမကောင်းပါဘူးဗျာတပည့်တော်ရင်လေးလို့ဆိုဘယ်သူမွေးထားတာတော့ဟမ်သာသမီမကောင်းတော့ကိုယ်သုံးမကြလို့ဖြစ်တာရှင်းလားသဘောပေါက်သလားအဲ့တော့တို့သာသနာတော်ကြီးကိုထူထောင်တော့မယ်နှစ်ပေါင်း2500ကျော်နေပြီဒီနေ့ဒီသာသနာဟာမှတ်တိုင်မထူနိုင်ဘူးကမ္ဘာအလယ်မှာအဆက်ကွဲနေတယ်ရှင်းလားရှင်းပါပြီဒီတဲ့မပြောပြရစေနဲ့နောက်9ရက်ထားဟောအောင်မယ်ရှင်းလားရှင်းပါပြီသိရှင်းစရာကောင်းနေပြီအဲ့ဒါဘယ်သူတွေမှလိုအပ်ချက်ရှိနေတယ်အားလုံးလိုအပ်နေတယ်အသိစိတ်နဲ့ပြင်မှာမပန်ထိုက်တဲ့ပန်းဖြစ်နေပဲနေကြမလားပန်ထိုက်အောင်ပန်မလားပြီးပါပြီကြည်ရကလားသဘောပေါက်သလားကျမကြီးမကောင်းပါဘူးမင်းညာကလေးဖျားတယ်ဒီတူခေါ်နိုင်မှုကိုဒီမှာဆေးဝါးတတ်စားတွေအများကြီးအကူအညီနဲ့ခင်ဗျားတို့ပံ့ပိုးပြီးတော့လာတာအဲ့တော့အခုလိုဟောခွင့်ရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်သို့တော့သာသနာတော်ကြီးနဲ့တွေ့ကြိုက်မှာသာသနာနဲ့ထိုက်တန်သူတွေဖြစ်အောင်မပန်ထိုက်တဲ့ပန်းကိုပန်နေကြမယ်အစားပန်ထိုက်သူတွေဖြစ်အောင်ကြိုးစားပါရှင်းလားဟောဒီမှာဟောဒီပရောဟိတ်ကတခြားမဟုတ်ဘူးကွဒေဝရအလောင်းဘယ်သူလောင်းလဲပန်းလေးပွင့်လုံးပန်လိုက်တော့နတ်သားတွေကလည်းအဟုတ်မှတ်တာပေါ့ပန်သွားပြီပန်တိုက်သူတွေ့ပြီဆိုဝမ်းမြောက်ဝမ်းသာပျော်ပျော်ရွှင်ရွှင်နဲ့တာဝရိန္ဒာပြန်သွားတယ်စပန်ကားတော့လူလေကောင်းမအလိုးတော်လိုက်တဲ့ပရောဟိတ်ကြီးအဲ့ဒါကြောင့်လေးစားတိုက်တာပဲဒါကြောင့်ခေါင်းဆောင်နော်ခေါင်းဆောင်ဖြစ်တာပဲပြောတော့ပြောရမှာဗျာနော်တရားနဲ့ပါနေလို့ဟုတ်လားဒါကြောင့်သူရှိရခေါင်းဆောင်ဖြစ်တာပဲလူကြီးလူကောင်းဖြစ်တာပဲအဲ့ဒါကြောင့်တော်တာလေးစားတယ်မလေးလက်ဥကလေးတွေချီလို့ဆိုတော့မကြပါဘူးဗျာခေါင်းပေါ်မှာတင်တုံးထားနေနဲ့ပွန်းနေသလိုပရောဟိတ်ကြီးဒုက္ခရောက်ပြီပန်းနေချလို့ရသလားဆိုတော့လေမရဘူးပန်းလေးပွင့်ကခေါင်းပေါ်မှာပန်းရဲ့ခေါင်းကတော့အစိတ်စိတ်အမွားမွားလှိထုတ်နေသလိုခံရရတယ်မီးတွေလည်းပူလောင်နေဘာဖြစ်လို့လဲခတ်တည်တဲ့လူတွေကောင်ထားပြီးလူသွားကောင်းလုပ်တာသူကောင်းတာတပါးတစ်ခုမှမရှိပါဘူးဗျာဟိုတုန်းကလည်းခုလည်းတသံတရားလုံးလည်းမှားခဲ့ကြပါပြီအခုချိန်ထိလည်းမှားနေသေးပါပဲရှေ့ဆက်ပြီးတော့မမသာမှားတာကောင်းပြီလောင်နေပြီဒီမှာရှင်းလားတင်သုံးသားနဲ့အစိတ်စိတ်ဘွားမှာမွန်းသလိုလူးလိုက်ပြီးခံရရှင်းတယ်နော်ဘုဒ္ဓပြည့်နေဘယ်လိုလဲကိုပြည့်နေကိုပဲအကြောင်းမကောင်းလို့အ
ကြောင်းမစင်ကြယ်လို့အဲ့လိုဘာလို့လူလိမ့်နေတွေ့လဲကိုယ်အကြောင်းမကောင်းခဲ့လို့ရှင်းလားအကြောင်းကောင်းရင်အကြောင်းစင်ကြယ်ရင်ပုံနာကြီးတော့ဒုက္ခရောက်နေပြီဘာဖြစ်နေလို့ဓာတ်နဲ့မွန်းတယ်လို့ခေါင်းနေပြီးလောင်တယ်လို့လူလိုက်ပြီးអော်နေရနတ်ပန်းကချလို့သူ့မှာပန်တိုက်တဲ့အချင်းစာရိတ္တရှိနတ်သားတွေကပြန်သွားပြီပြဿနာပဲဒီနတ်ပန်းကိုယူမဲ့လူလည်းရှိအဲ့ဒီမှာဘေးမှာပြန်ပဒမင်းကြီးကကြည်ဟာဒီကောင်ဘလို့ဖြစ်သွားတယ်လေလူတွေအားလုံးကအော်နေတာဘာဖြစ်တာလဲကဲပါဦးငါဒီပန်းလေးချပေးပါဘယ်သူမှချလို့ဘယ်သူဖြစ်နေဘယ်သူလို့ဟေးအဲ့ဒါလူလိမ့်နေတဲ့လိမ့်တော့ရှင်ဘုရင်ကပြမဒမင်းကြီးကကြည့်တယ်ဒါဘလို့လုံးကြရင်ကောင်းမလဲသနာပါလေတဲ့ဘုရင်ကနော်ဘယ်သူကလဲဟိုမှာဒုက္ခရောက်နေတာသနာပါလေတဲ့ပြမဒမင်းကြီးကအဲ့လိုဘုရင်မျိုးရှိလားစာထဲမှာရှိတယ်ဟမ်ဘယ်မှာရှိလဲအဟုတ်အခုပြောတာအဟုတ်မယုံရင်တော့ဖတ်ကြည့်စာထဲမှာနော်စိတ်တော်ဒုက္ခရောက်နေတာသနာပါလေငါဘလို့ကူရမလဲသဘောပါလားစဉ်းစားပါဒီဘီရင်ဘာပိတာလူပိတာလေသူ့မှာဘာစိတ်လေးရှိတယ်လူစိတ်ကလေးရှိတယ်ရှင်းလားဒုက္ခရောက်နေတာပုံသားကြီးကငါမှားပြီတဲ့ပုံသားကြီးဘာလို့ဒီလိုဖြစ်တာလဲတဲ့ဆိုတော့တဲ့သူတို့ပြောသွားတဲ့ဂုဏ်တွေငါမှဘာတစ်ခုမှပြဿနာပဲသူဝန်ခံပြီရှင်းတော့အဲ့တော့ဝန်ခံလိုက်တဲ့အခါမှာဘုရင်ကြီးကဒုက္ခတဲ့မင်းတော်ဆင်းရဲနေမှာပဲကဲပါဦးပြီဘီတွေလို့ပူနေတယ်ခေါင်းပြီးလောင်နေပြီပန်းနေချပေးကြပါရပါလားမရပါဘူးဓာတ်တွေနဲ့မွန်းနေသလိုပဲနောက်ဆုံးငယ်သံပါနေတယ်အော်လို့တော့အတမထွက်တော့ဘူးဒါပေမဲ့ဘယ်သူမှယူချပေးလို့ရှင်ဘီရင်လည်းကတ်လို့မရဟုတ်ပြီနော်ဒါပေမဲ့ဒီဘီရင်ကြီးမှာဘာစိတ်ရှိလဲကရုဏာတွေဘာတွေပြောကြီးကျယ်လူစိတ်ရှိတယ်ဘာသိရှိလဲသူကသူဘလို့မားခဲ့ခုချိန်မှာသူဘာဖြစ်လဲဒုက္ခရောက်နေတယ်ရှင်းလားအခုသူဘာဖြစ်နေလဲငါဘာလုပ်ရမလဲအဲ့ဒါပါပဲအဲ့တော့ဒီအတွက်မနေ့ပြန်ကြတော့လူသားဆံပါစီဆိုတဲ့ခေါင်းစဉ်နဲ့ဟောဟုတ်ကလားဒီနေ့တော့မပန်ထိုက်တဲ့ပန်းဟုတ်လားမပန်ထိုက်တဲ့ပန်းနေတဲ့အတွက်သူသနာပါတယ်ဆိုပြီးဘယ်လိုလုပ်ရပါလဲစဉ်းစားတယ်အဲ့ဒီမှာလည်းဘေးကနေဝိုင်းကြံပေးတယ်နောက်ထပ်ဘုရင်ကြီးနောက်တစ်ရက်ပွဲဆက်လို့အဲ့ညသားလေးလာလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီမှာလည်းနောက်တစ်ရက်ပွဲကိုထပ်ချင်းဒါမြန်ပြီးအောင်ပြောလိုက်ရတာအချိန်ပြည့်နေလို့နော်အဲ့တော့ပွဲထပ်ချင်းတော့နတ်သား၄ယောက်ပြန်လာတယ်ပန်းလေးကိုင်လာသေးတယ်ဆိုတော့ပန်းထိုက်သူရှိသေးလားဆိုတော့မရှိပါဘူးတဲ့ဘရောဟိတ်ကြီးခေါ်လာတဲ့ဘုရင်ကအမလေးဟောဒီဘရောဟိတ်ကြီးကမနေ့ကသူရောင်ရမ်းပြီးမှားပြီးပြောတာတကယ်တော့သူ့မှာဒီကုံဘုတ်တွေဘာတစ်ခုမှမရှိဘူးဒီပန်းတွေပြန်ယူပေးပါရှင်းသလားတကယ်လို့သာအဲ့ဒါလို့အချိန်မီမကဲတင်နိုင်ရင်ဒီပုံနာသိချင်းစိုးနဲ့သိတော့မှာအခုလည်းသူ့မှာဒုက္ခရောက်နေပြီဆိုပြီးရှင်ဘုရင်ကြီးသည်အမတန်နုညံ့တဲ့စိတ်ထားတိမ်မွေ့တဲ့နှလုံးသားနဲ့အကောင်းမြင်ဝါဒရှင်းလားရှင်းပါပြီဒါလောက်ရုပ်မှသူအပေါ်မှာတောင်မှသူဘာဖြစ်ခွင့်လွတ်သိခံပြီးတော့ဆင်းရဲဒုက္ခရောက်နေတာလေကြီးပြီးတော့ဘာလို့လဲကယ်လိုက်တယ်နတ်သားတွေကိုတောင်းပန်တယ်အဲ့ဒီနတ်သားတွေကလည်းပေါ့ဘူးနံပါတ်1နတ်သားကဘုရားအလောင်းနံပါတ်2နတ်သားကရှင်မဟာကတ္တဗအလောင်း
နံပါတ်3ကရှင်သာရိပုတ္တရာနံပါတ်4ကရှင်မဟာမောဂလရှင်းလားအဲ့တော့အဲ့နတ်သား4ယောက်လောင်းလျာတွေကိုတောင်းပန်လိုက်တော့မှအေးတဲ့မင်းမအပြစ်ကြီးကျူးလွန်တယ်ကျူးလွန်ခဲ့တဲ့အဖြစ်ကိုမင်းခံရတာနောင်ကိုဒီမထိုက်တဲ့ပန်းကိုမပန်ပါနဲ့တဲ့ထိုက်မှပန်ရပဲမဲ့ပန်တိုင်းတော့မထိုက်ဘူးကွာအဲ့တော့သာသနာတော်ကြီးတို့လက်ထဲမှာရှိပါတယ်ဟမ်ကိုပြောရကျတို့လက်ထဲမှာထိုက်ပြီလားရှင်းလိုက်ကိုထိုက်ပြီလားအေးရမပန်လိုက်နဲ့နော်ဟမ်အဲ့တော့ပန်ထိုက်အောင်ကြိုးစားသီလသမာဓိပညာသိက္ခာတွေကိုဖြည့်ဆည်းပြီးတော့လူပိသအောင်လူဖြစ်ချိုးနှံ့အောင်ကြိုးစားပါရှင်းလားအားလုံးမှာကိုချင်းတရားဟာအရေးကြီးသလားမရှိဘူးလားရှိပါတယ်အဲစိစိတ်ဥစ္စာဒနာမွဲခြင်းသလောက်မွဲပါစေဇာလိတမန်တိုင်းမလဲပါစေနဲ့ဘုဂုတုမိုးသာအားလုံးမေတ္တာရပ်ခံပါလေမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးမေတ္တာရပ်ခံပါလေအခုချိန်မှာတော်တော်ကောင်းတော့ကုသိုလ်ဖြစ်ထိုက်တဲ့ကာလပါဆင်းရဲနွမ်းပါနေတဲ့လူတွေပေါ်မှာကရုဏာမေတ္တာစိတ်အပြည့်လွှမ်းခြုံထားပါဟိုလွဲမားသူတွေသွားပြီးအာကာတလည်းမထားပါနဲ့အပြစ်လည်းဖိုးမနေပါနဲ့ဗျမရမင်းကြီးရဲ့မေတ္တာမျိုးထားတယ်မထားနဲ့ပြုတယ်မပြုတဲ့အဲ့တော့ကိုယ်နဲ့သာသနာထိုက်တန်သူဖြစ်အောင်ကြိုးစားဖို့သိမသိအဲ့တော့အလုံးလူကိုလူလိုမြင်ပြီးလူသားအလုံးပေါ်မှာကရုဏာထားနိုင်သူတွေဖြစ်ပါစေမိမိရဲ့ကာယကံဝစီကံမနောကံကြောင့်တပါးသောပုဂ္ဂိုလ်တဦးတယောက်မှစိတ်လည်းမဆင်းရဲကြပါစေနဲ့ကိုယ်လည်းမဆင်းရဲကြပါစေနဲ့လို့အလုံးကိုမေတ္တာရပ်ခံပါလေရှင်းရလားအဲ့ဒါငါတို့မှတ်တိုင်ကြီးတစ်ခုနေနဲ့ဗရမ ्या မြေမိသားစုဤကိုကြီးထောက်ပံ့ရေးမှတ်တိုင်လူသားချင်းစာနာမှုမှတ်တိုင်ကလေးတွေထူကြစို့သဘောပါရဲ့လားအေးဒီအပြင်ကိုချင်းတရားတွေကိုရှင်းတန်းထားပြီးဟေးမိုးဘုတ်သားกว่าသခိုးမရှိဘူးဟုတ်လားငါတို့မိုးဘုတ်သားกว่าလိမ်မပြောတတ်ဘူးဟုတ်လားဖြစ်အောင်ကြိုးစားအဲ့တော့မပန်ထိုက်တဲ့ပန်းကြီးပန်ချကြမလားထိုက်တန်သူဖြစ်အောင်ကြိုးစားမလားဒါဖြင့်ရှင်းပါတယ်သတိချဝရိယဆိုင်ပညာနဲ့ကြီးပြီးတော့ဘု து ကိုဘု து အဓိကထားပြင်ရမယ်ဒီသာသနာတော်ကြီးကြည်တန်းခိုင်မြဲရေးနဲ့အကျွတ်ရှည်ကြဖို့ဘု து တွေမှာတာဝန်ရှိတယ်အလုံးမှာတာဝန်ရှိတယ်ဒါကြီးပေါ်ပေါ်ဆွတ်နေကြမလားမမေ့မလျော့နေကြမလားဒါဖြင့်ယောနိသောမနတိကာရတရားနဲ့လျော်စွာချစ်ချံနေထိုင်ခြင်းဖြင့်ထိုက်တန်သူဖြစ်မှတ်တိုင်ထူကြပါရှင်းလားဒါဖြင့်ခန္ဓာဘယ်နှပါးလဲမြဲသလားမမြဲဘူးလားကိုပိုင်သလားမပိုင်ဘူးလားမပိုင်တဲ့ခန္ဓာကိုယ်ကြီးအတွက်နဲ့အာကုသိုလ်လုပ်ကြမလားကုသိုလ်လုပ်ကြမလားအဲ့တော့ကိုယ်ခန္ဓာလဲဘာသစ္စာသူတစ်ပါးခန္ဓာလဲအဲ့တော့ဒုက္ခကြီးကြီးရောက်နေသူတွေကိုဒုက္ခနည်းနည်းပဲရောက်သေးသူတွေကကူညီကြပါရှင်းရလားဒါဖြင့်ခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအဲဒီကဲသစ္စာလေးချက်တမြိုင်နဲ့ကြိုက်မှသာနေရင်တဏှာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိတရားမလျှော့သောဇွဲလုံးလားလက်ကင်ထားပြီးတော့ပန်ထိုက်သူတွေဖြစ်အောင်မပန်ထိုက်တဲ့ပန်းအဖြစ်ကပြောင်းလဲကြပါစို့လို့တိုက်တွန်းရင်းနဲ့နာကြစို့